အားလုံးပဲမင်္ဂလာပါတော့1ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုဒီဗီဒီယိုမှာပေါ့နော်ဟိုဒီမြန်မာစာ Unicode တိုင်ပင်လေ့ကျင့်နေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အရင်တော့ website လေးညွှန်းပေးခဲ့တယ်ဆိုတော့အဲ့ website ကကျွန်တော်တို့ error တက်သွားတယ်ပေါ့နော် error တက်သွားတဲ့ခါကျတော့ကျွန်တော်တို့ software တွေကလည်းကျွန်တော်တို့မြန်မာစာ Unicode နဲ့ပတ်သက်ပြီးတော့software တွေကလည်းအများကြီးသိပြီးတော့မထွက်ဘူးပေါ့နော်ရှိတဲ့ဟာတွေကလည်းအဆင်မပြေတာလေးရှိတယ်ဆိုတော့ကျွန်တော်အခုရှာရင်းနေပေါ့နော်စာတင်နေတဲ့ဒီကောင်လေးတစ်ခုတွေ့ထားတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်တို့ဝင်ပြီးတော့ try ကြည့်ကြပါပေါ့နော်ဒီကောင်လေးကပေါ်လာတာမကြသေးဘူးလို့ထင်တယ်အရင်တော့ရှာတာမရှိဘူးပေါ့နော်အခုမှကျွန်တော်တို့ပေါ်လာတာဖြစ်လိမ့်မယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဒီမှာသူ့ရဲ့ website နာမည်လေးက lamptype mm.site ဆိုတဲ့ဒါ website လေးပေါ့နော်ကျွန်တော် comment မှာတော့ကျွန်တော်ဒီ link မချပေးတော့ပါဘူး policy ညှိမှာဆိုလို့လေဆိုတော့ဒါလေးတော့ဟိုရှာတတ်မယ်လို့ထင်ပါတယ်နော် lamptype mm.site ဆိုတဲ့ website လေးမှာလာပြီးတော့ကျွန်တော်တို့ဒါလက်ကွက်လေးကျင်းလို့ရတယ်သူ့မှာဆိုရင်ကျွန်တော်တို့ beginner ရယ်ပြီးသွားရင်ကျွန်တော်တို့ intermediate ရယ် advanced ဆိုပြီး3ခုရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ပြန်ပြီးတော့ဝင်ပြပေးမယ်ကျွန်တော်ဒီကောင်လေးကိုခဏပြန်ထွက်လိုက်မယ်နော်ဒီမှာဆိုရင်တော့ website ထဲဝင်လို့ရှိရင် beginner intermediate က advanced ရှိတယ်ဆိုတော့3ခုပေါ့နော်3ခုရှိတဲ့ခါကျတော့အရင်ဆုံးကျွန်တော်တို့က beginner နေစပြီးလေ့ကျင့်ပါဆိုတော့ level 1ဆိုတော့ level 1ဒီမှာဆို beginner မှာနေကျွန်တော်ကျင့်ရမယ့်ဟာလေးတွေကအများကြီးရှိတယ်အဲ့ဒါဒီပြီးသွားရင် intermediate ပြီးသွားတော့မှဒီ advanced ဘိုင်းကိုဆက်ပြီးတော့တက်ပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လက်ကွက်လေးတော့မပြဘူးဒါပေမဲ့ကျင့်ရတာတခြား software တွေထက်စားလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ကဒါတော့အလုံးစုံတော့မသုံးရသေးဘူးဒါဒီနေ့ကျွန်တော် AI တင်တန်းမှာကျွန်တော်စာတင်နေတဲ့ဒါလေးရှာလိုက်တာပေါ့နော်ရှာလိုက်တော့ထွက်လာလို့ကျွန်တော်ညွှန်ပေးတာဆိုဒီထဲမှာဝင်ပြီးတော့ကျင့်ကြည့်ပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော် level 1 နဲ့ကိုဝင်လိုက်ပြီးွားရင်ဒီမှာကာကြီးဆိုရင်ကျွန်တော်တို့ဒါပုံမှန် hand position ပဲကျွန်တော်တို့ဒီနေရာလေးမှာဆိုရင်ကျွန်တော် U ဆိုရင်ကာကြီးပေါ့ကာကြီးဆိုရင်ကျွန်တော်တို့ keyboard ကဒါဟိုဟာလေးနှိပ်ပေးရမယ်ပေါ့နော်ညာဘက်လက်ညိုးလေးကျွန်တော်တစ်ချက်နှိပ်ပေးဖို့လိုပါတယ်ပြီးသွားရင် space ပေါ့နော်ခါခွေပြီးွားဒီမှာတော့ဂါငယ်ကကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်เนาะ shift လေးပြပေးရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်က wizard နှလုံးပေါင်းနဲ့ဂါငယ်နဲ့တွဲရှိနေတာဆိုတော့wizard နှလုံးပေါင်း key လေးကိုနှိပ်လိုက်ရင်သူကအနီရောင်လေးပြတယ်အဲ့တော့ကျွန်တော်တို့တခုမှတ်ရမှာဒီမှာကတချို့စလုံးတွေအတွက်က shift ဖိဖို့အတွက်ဒီ shift key ကိုမပြပေးဘူးပေါ့နော်ဒါသူတို့ဟိုဒီ website ကိုလုံရင်းနဲ့ဟိုကြံခဲ့တာလည်းဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကပဲဖြည့်ပြီးတော့ရိုက်ကြမယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာဝစ်စာနှလုံးပေါက်လေးနေရာမှာဂါငယ်ရှိပါတယ်တဘောကတော့ကျွန်တော်တို့ဒီအောက်ကစလုံးလေးကိုလိုချင်တယ်ဆိုရင်ဒါ shift ဖိပြီးတော့သုံးပေးပါတစ်ဖက်ကိုတစ်လုံးပဲနှိပ်ပါနော်တစ်ဖက်ဟိုပါပေါ့ကျွန်တော်လက်တစ်ဖက်တည်းနဲ့ခလုံးနှစ်ခုကိုဘယ်တော့မှမနှိပ်ပါနဲ့ shift ကိုလည်းဖိမယ်ပြီးတော့ရင်ကျွန်တော်တခြားစလုံးလည်းဖိမယ်လက်တစ်ဖက်တည်းမှာကျွန်တော်စကလုံးနှလုံးမနှိပ်ရဘူးတစ်ဖက်ကိုတစ်လုံးပဲနော်ကျွန်တော်ကဒီမှာလက်တန်းမှာဝစ်စာလုံးပေါက်ရှိမယ်ဒါလေးဒီနေရာမှာကျွန်တော်ကဂါငယ်ရှိတယ်ဂါငယ်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က shift ဖိဖို့လိုတယ်ပေါ့နော်အခုကျွန်တော်ဒီတိုင်းပဲဝစ်စာလုံးပေါက်ရိုက်လိုက်ရင်သူကနီးပြအဲ့တော့ကျွန်တော်က shift ဖိထားပြီးမှကျွန်တော်ဝစ်စာလုံးပေါက်လေးကိုနှိပ်ပေးဒါဆိုတော့ရပြီ space ဂါကြီးဆိုလည်းအဲ့လိုပဲเนาะတဘောကဒီရောက်ကစလုံးလေးတွေကိုကျွန်တော်ကလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က shift လေးကိုဖိပြီးတော့သုံးပေးပါနော်အဲ့တော့ပုံမှန်တိုင်းရိုက်မယ်ဆိုလို့ရှိရင်ဒီမှာပြထားတဲ့စလုံးရတယ်ခါခွေးရိုက် C ကိုနှိပ်ရင်ခါခွေးရတယ်အောက်ကစလုံးလေးလိုချင်တယ်ဆိုရင်keyboard က shift ဖိပေးပါနော်ဒါဆိုတခုပြီးသွားပြီကျွန်တော် next ကိုဆက်သွားเนาะပြီးသွားရင်ကเนาะဒါကျွန်တော် step by step ပဲဒီမှာဝင်ပြီးတော့လေ့ကျင့်ကြည့်ပါအဆင်ပြေမယ်လို့လည်းထင်ပါတယ်နော်